ကန်းချေကိုဘယ်သူနဲ့အတူတူသွားရမလဲကျွန်တော်ရွေးပါမယ်ရောပါကောင်းတဲ့လူနဲ့သွားရပါစီယေကန်းချေသွားမယ်ခုနေကန်းချေသွားရင်တော့ပြောစရာကောင်းပါပဲဟာဒီကောင်နဲ့တော့မသွားနိုင်ပါဘူးကွာကြည့်အောင်ရုပ်ကစူပုတ်ပုတ်နဲ့ရုပ်ဆိုးဆိုးကောင်ကြီးဒီကောင်ကြီးနဲ့တော့မသွားချင်ဘူးဘာတော့ကွာကန်းချေကိုသွားဖို့ဒီကောင်ကြီးနဲ့no အဲ့ကောင်နဲ့မသွားနိုင်ဘူးကွာကန်းချေကိုဆိုတော့နည်းနည်းချစ်စရာကောင်းတာလေးပြပေးပါဒီဘက်တောင်ဆုံးလေးကိုရွေးလိုက်မယ်နော် swag အေးကလုံးကြပါကြလိုက်ပါတော့တိန်အမလေးဟိုက luggage လဲမှာကွဲပြီးတော့အပ်သွားအောင်မယ် okay ညန်းကာအဲ့လိုကောင်နဲ့သွားရမယ်ကန်းကြီးကိုဟာကန်းကြီးကိုအဲ့ကောင်နဲ့သွားရတော့တန်းတစ်ထောက်လုံးကာနဲ့နောက်ညီးနေမှာပဲမသွားဘူးကွာအဲ့ကောင်နဲ့လေသွားချင်တော့ခင်ဗျားတို့ပဲသွားလိုက်